တကယ်တော့ဆရာဖြစ်သူမိုးနိုင်ကမျိုးကြော်ကိုတော်တဲ့တနေရာမှာတရားရနေအောင်တွေ့တော့စေကုပေးပြီးခေါ်ထားရကနေတပည့်အရင်တယောက်လိုဆက်ဆံပေးခဲ့တာပါအဲ့ဒီအချိန်မျိုးကြော်ကသူ့စိတ်ထဲမှာသူ့ဆရာမရှိရင်ကောင်းမယ်ဆိုတဲ့အတွေးမျိုးဝင်လာတော့တယ်ဟုတ်တယ်ဆရာမရှိရင်ကောင်းမယ်ဒါဆိုသူ့ရဲ့ဆရာကြီးလုပ်တဲ့စကားတွေကိုနားထောင်စရာလည်းမလိုတော့နောက်တော့မျိုးကြော်ကရှေ့ကနေသွားနေတဲ့သူ့ဆရာကိုတောလိုက်တဲ့နဲ့ပြစ်လိုက်တော့တယ်ဆရာဖြစ်သူလည်းမြေကြီးဘော်ကိုဘုံခွင်းနဲ့လဲကျသွားတော့မှမျိုးကြော်လေးအသိစိတ်ပြောင်းဝင်လာတယ်ဟာငါဆရာကိုဘာလုပ်လိုက်တာလဲတခုသောညနေခင်းမှာတော့ဖိုးထူးတို့လေးယောက်ပလိုင်းကိုစီနဲ့ရွာထဲကိုထွက်လာကြတယ်လမ်းမှာဖိုးတော်နေတွေ့တော့ဟာမင်းတို့ဖွဲ့ရလဲကွာကြည့်လိုက်လမ်းပေါ်မှာကြည့်ပဲအိမ်ဆောင်နဲ့များရံပြစ်ထားကြတာလားအဲ့ချိန်တော့အိမ်မှာရှိပါလေဗျမယုံရင်ကိုကြီးဖို့တော့လာကြည့်လေဗျာဩအဲ့ချိန်မှာတော့ကြုံလဲကြုံရင်မှရှိတာပေါ့ဟာလာပါကွာငါတို့ဒီကိုကြီးဖို့တော်နေပြောနေရတယ်နောက်ကြတော့မှာမင်းတို့တွေကဘယ်သွားကြမလို့လဲကွရွာရဲအကြောင်းမှာရေကစုံပေါ်ချင်းဆိုတော့ရေကစုံတွေသွားခုကြမလို့ဗျဟိုဒါဆိုကျုပ်အတွက်ပါနည်းနည်းလောက်ပို့ကူးပေးခဲ့ပါလားဟာခုမပေးနိုင်ပါဘူးခုနကကြဟိုကျွန်တော်တို့ကိုလမ်းပေါ်မှာကြည့်ပဲအိမ်ဆောင်နဲ့နေရမ်းမြစ်ထားရလားဆိုရေကစုံသွားခုမှမသိလို့ပါကွာမင်းတို့ကလေအလကားခိုးရတာမဟုတ်ပါဘူးကွပတ်စံမိမှာပါမနေ့ပြန်ကြရင်အိမ်ကစိုးညိုက်ကြတယ်အဲ့ဒါပေါ်ဦးဖော်ပြဟိုရေကစုံလေးကတ်ချင်လို့ပါကွာဖုန်းကြီးစိုးညိုက်အတွက်ဆိုတော့လေခုခဲ့ပြီးပါမယ်ပတ်စံမယူပါဘူးမိမိုင်းတို့လည်းကုသိုလ်ရတာပေါ့ကဲဒါဆိုအပြန်ကြကျုံအိမ်ကိုဝင်ပြီးခဲ့လိုက်တော့နော်ဒါနဲ့ဖိုးတော်လေးထွက်သွားတော့ဖိုးထူးတို့လည်းဆက်လျှောက်လာကြတယ်ဒီလိုနဲ့တနေရာရောက်မှာတော့မျက်စိလေးပြီးသူတို့ရွာကိုရောက်လာတဲ့မုတ်ဆိုးတယောက်နဲ့လမ်းမှာတွေ့တော့တယ်ကလေးတို့ဒီရွာကဘာရွာလဲဒီရွာအောင်မန်းရွာဗျဒါနဲ့ဦးကြီးကဒီကမဟုတ်ဘူးထင်တယ်နော်ဦးကြီးတောလိုက်ရင်မျက်စိလဲပြီးတော့ဒီကိုရောက်လာပါဦးကြီးကဘယ်ရွာကလဲဗျဟိုကျွန်တော်တို့သိတဲ့ရွာဆိုရွာကိုပြန်လို့ရအောင်လို့လမ်းညွှန်ပေးမယ်လေဦးကြီးကဒီနေ့တကြောကမဟုတ်ပါဘူးကွယ်ဦးကြီးဆရာနဲ့တောလိုက်လာတာပါဦးကြီးဆရာဘယ်မှာလဲဟိုဆရာနဲ့လမ်းလွဲသွားတာလားအဲ့လိုမေးလိုက်တော့မိုးစိုးကစစ်မကောင်းဖြစ်သွားတဲ့မျက်နှာနဲ့ဦးကြီးဆရာကတောထဲမှာသားကောင်စားမိပြီးတေးသွားပါပြီဦးကြီးလည်းကြောက်လန့်နဲ့ထွက်ပြေးလာတာဟိုဦးကြီးဆရာနေတဲ့ဟိုရွာနေမယ်ဖြစ်ပြောပြလေဟိုကျွန်တော်တို့လမ်းညွှန်ပေးပါမယ်ဗျလမ်းနေလဲဦးကြီးမမှတ်မိဘူးနာမည်လဲဦးကြီးမသိဘူးဆရာနောက်ကနေပဲဒီလိုနင်းနေညလိုက်လာခဲ့တာအခုဆရာမရှိတော့မှအခက်တွေ့နေပါပြီအဲ့လိုဆိုရင်တော့မဖြစ်ဘူးရွာထဲမှာလူစိမ်းရောက်လာတာဆိုတော့တကြီးကိုအရင်ဆုံးအကြောင်းကြောင့်မှဖြစ်မှာအေးဟုတ်တယ်ဟာငါတို့တဲ့ရွာလူကြီးကပို့ပြီးတော့ဒီလိုကိစ္စတွေမှာအကျွမ်းတွင်ရှိတယ်ရွာလူကြီးစီကိုခေါ်သွားကြမယ်ဒီလိုလုပ်ရအောင်မိဝိုင်းငါနဲ့ငပိန်ကဒီကဦးကြီးကိုရွာလူကြီးစီကိုခေါ်သွားလိုက်မယ်နင်းနဲ့တုပ်ပေါ်ကရေကစုံသွားခုနေကြဟာငါတို့ရောအတူလိုက်ခဲ့မယ်လေဟာနင်းရလေရွာထဲမှာရေကစုံပေါ်ချင်းဆိုတော့ပုံဦးပဲပြစားကြလို့လာခုကြတဲ့လူတွေကြီးပဲကိုကြီးဖိုးတော်လေမနေ့ပြန်စွန့်ချိုင်ဖို့အတွက်ရေကစုံမှာလိုက်တာဆိုတော့ပါမတော့ရင်မကောင်းဘူးဟာကုသိုလ်မရပဲငရဲရှာနေလိမ့်မှာဟုတ်တယ်အဲ့ဒါကြောင့်နင်တို့နှစ်ယောက်အရင်ရေကစုံသွားခုနေကြဒီဦးကြီးကိုရွာလူကြီးစီအပ်ပြရနဲ့ငါတို့ချက်ချင်မယ်လိုက်လာခဲ့မယ်အေးပါလေဟုတ်ပါတယ်ဟိုဒါဆိုလဲအဲ့လိုပဲလုပ်ကြတာပေါ့ဟိုငါတို့ပလိုင်းလေးလည်းယူသွားလိုက်အောင်အေးငါတို့ကိုပေးလိုက်လေဒါနဲ့ဖိုးတူးနဲ့ငပိန်လေးလွယ်ထားတဲ့ပလိုင်းတွေကိုတော်ပေါ်တို့ကိုပေးလိုက်ကြတယ်မြန်သွားပြီးတော့မြန်လာခဲ့ကြနော်လာတော်ပေါ်ငါတို့လည်းသွားနေရအောင်ဒါနဲ့တော်ပေါ်နဲ့မိဝိုင်းလေးချောင်းစီကိုအရင်ထပ်သွားကြတယ်ဦးကြီးကတော့ကျွန်တော်နဲ့တူလိုက်ခဲ့ပါဗျဒီလိုနဲ့ဖိုးတူးနဲ့ငပိန်တို့ကမော်စိုးနဲ့တူရွာလူကြီးစီကိုထွက်လာခဲ့လိုက်ကြတယ်ရွာလူကြီးစီကိုရောက်တော့ငတက်ပြားနဲ့သူ့ဆရာတပည့်နှစ်ယောက်ရွာလူကြီးအိမ်မှာရောက်နေရောတယ်ဟာကိုကြီးငတက်ပြားတို့အပန်းခံရပြန်မလားဗျဒီတခါရောဘာခိုးပြန်တာလဲဟာဒီကခိုးတာမဟုတ်ဘူးဟေ့အခိုးခံရတာဟာတခိုးစီကနေပြန်ခိုးတယ်တခိုးဆိုတော့ဟိုတော်တော်မိုက်တယ်တခိုးပဲနေမှာဘာခိုးခံရတာလဲဗျအေးဟုတ်တယ်ငါတို့လည်းအဲ့ဒါကြောင့်ခံမြင်နေရပဲကွ
တကိုးရရနေလာခိုးရတယ်လို့စဉ်းစားလို့တော့မရအောင်ဘာကိုခံရတာလဲဗျဖိုးတူအမေကိုနတ်ကြော်အောင်ဝင်ပြေးလိုက်တယ်ဆရာရဲ့ပစိုးလေးအကောင်းတွေပဲနှစ်ထအောင်ပြောင်းနေတာဗျသူများစီကနေခိုးမှတော့ပြန်ခိုးခံရတာပေါ့ဘာဆန့်လဲခံမော့ဗျာဟာမင်းဘာသိလို့လဲငပင်ကအဲ့ဒီပစိုးကခိုးထားတဲ့ပစိုးမဟုတ်ဘူးကွာငါတပည့်နတ်ကြော်သတင်းကြုံတော့ကတော့ထားတဲ့ပစိုးငါမှလေထုတ်တော့မဝိတ်ချက်ဘူးဟိုကျွန်တော်နောက်တစ်နေ့သတင်းကြုံကြရင်ထုတ်ဝယ်ပေးပါမယ်အာစီရင်သူတို့စီကတပည့်နှစ်ယောက်ဒီလိုဖြစ်နေရမြင်တော့မိုးစိုးမျက်လုံးထဲမှာမျက်ရည်တွေဝေးလာတော့တယ်ဖိုးတူကအဲ့ဒါကိုမြင်လိုက်တော့ဟာဟိုဒီဟာဦးဘာဖြစ်လို့လဲဗျဆရာသားရှိရင်လေကောင်းမှာပဲလို့တွေးနေတာဒါပေမဲ့အခုသူကဒီလောကကြီးမှာအသက်ရှင်ရနေတော့မရှိတော့ဘူးလေရွာလူကြီးလေးငတပြားတို့ရဲ့စကားတွေကြောင့်စိတ်တွေရှုပ်လာတယ်ဟာမင်းတို့ခဏနေဦးကျုပ်မင်းတို့ကိစ္စကိုပြီးရင်ဖြေရှင်းမိမယ်ကဲဒါနဲ့ဖိုးတူနဲ့ငပိန်ကရောဒီလိုဘာကိစ္စလဲခွအဲ့ဒါနဲ့ဖိုးတူကမော်စိုးရဲ့ဖြစ်ပုံကိုသူသိထားတဲ့လောက်ပြောပြလိုက်တယ်ဟိုခမားဆရာအတွက်တော့ကျုပ်တို့စိတ်မကောင်းပါဘူးဟိုဒီတော့ခမားအတွက်ကျုပ်တို့ဘယ်လိုလုပ်ပေးရမလဲကျုပ်ဒီမှာဘုန်းကြီးကျောင်းမှာဖြစ်ဖြစ်ကပ်ပြရလုပ်ပြီးနေပါမယ်ဗျာကျုပ်မှသွားစရာတကယ်ကိုမရှိလို့ပါရွာလူကြီးအိမ်မှာဒလိုလှုပ်ရှုပ်နေအောင်တပတ်မှလည်းမြေပိုင်းနဲ့တုတ်ပေါ်ကချောင်းထဲမှာရေကစုံခူးနေကြတယ်ခူးလို့ရလာတဲ့ရေကစုံလေးတွေကိုပလိုင်းနဲ့ထည့်ရင်းနဲ့တုတ်ပေါ်ကဟိုနှကောင်ကလည်းသွားလိုက်တာပေါ်ကိုမလာတော့သူတို့စောင့်နေနေတော့ငါတို့ခူးဆရာရှာခူးပြီးပြန်ကြမယ်လေအေးအဲ့လိုပဲလုပ်တာပေါ့သူတို့စောင့်နေလူကတော့မိုးပဲချုပ်သွားလိမ့်မှာဒီလိုနဲ့ကစုံရဲ့ခူးနေရင်တုတ်ပေါ်ရဲ့ခြေထောက်မှာမြော့ကကပ်ပြီးတော့သွေးဆုံနေတော့တယ်တုတ်ပေါ်လည်းလန့်သွားပြီးတော့ကုန်းမော်ခုန်တက်ပြေးတော့တယ်ဟာမြော့လုံးမိဝိုင်းမရဲ့ငါခြေထောက်မှာမြော့ဟာမြော့ဟဲ့နင်ကငြိမ်နေလေဒါမှဖယ်လို့ရမှာပေါ့ဟာနင်လိုလှုပ်ရနေဖယ်လို့မရအောင်နော်အဲ့ဒါနဲ့တုတ်ပေါ်လေးလှုပ်နေရနေရက်လိုက်တော့တယ်ခဏနေတော့မိဝိုင်းမကိုယ်တိုင်မြော့ကိုဆွဲယူပြီးရှည်ထဲကိုနှုတ်ပြက်လိုက်တော့တယ်အဲ့ဒီရဲ့ချင်းဖိုးတူးနဲ့ငပိန်ရောက်လာပြီးငပိန်ကဟဲ့နင်တို့အဲ့ဒါဘာဖြစ်နေကြလဲဟာဒီမလေးဟာတုတ်ပေါ်ခြေထောက်ကိုမြော့တယ်လို့လှုပ်ပြီးနေတာမိန်းကလေးကမကြောက်ရပဲ तू ကကြောက်နေသေးတယ်ဒါနဲ့ရေကစုံနေရခုပြီဗလားခုပြီနင်တို့ကလည်းကြားလိုက်တာဟဲ့ပြန်မလာတော့ဘူးလားထင်ရတယ်ဒီနေ့ကြောင့်မှရွာလူကြီးအိမ်မှာလူစုံနေလို့ပါဟာဒါနဲ့နင်တို့ခုနကမိုးစိုးကိုဘယ်လိုလုပ်ပေးလိုက်ပလဲလောလောဆယ်တော့ဘုံကြီးเจ้าမှပဲကပ်ပြရလုပ်ပြီးတော့နေခိုင်းရမှာပဲဟာအခုတော့ငါတို့ပြန်ကြရအောင်မိုးတော်ချုပ်လာပြီကွာအေးဟုတ်တယ်ပြန်ကြဆိုလေဒါလိုနဲ့သူတို့တက်တွေပလိုင်းငိုလေလို့ရွာလန်းအတိုင်းပြန်လာခဲ့ကြတော့တယ်ရွာတဲ့အရောက်မှာတော့တုတ်ပေါ်ဟာဒီနေ့တော့ငါတို့ရွာကိုမိုးစိုးတွေပဲရောက်နေပါလားဟာတုတ်ပေါ်ပြောတာကိုနားမလည်နေဖို့ထူပါဟာတုတ်ပေါ်ဘာပြောနေရလဲကွာဟာဟုတ်မှလေကွာနောက်တော့မိုးစိုးတယောက်ဘဒူကုန်းလုံးလေးသွေးတွေနေဘာဖြစ်လာလဲမသိဘူးအဲ့လိုပြောနေတော့အဲ့ဒီမိုးစိုးကလေဖို့ထူကိုနားကိုရောက်လာပြန်နေကလေးတို့ဒီရွာမှာဦးကြီးအရွယ်မိုးစိုးတယောက်ကိုများတွေ့မိသေးလားကွယ်ဖို့ထူလေသူတို့ပထမဆုံးတွေ့ခဲ့တဲ့မိုးစိုးရဲ့ဆရာပဲဆိုပြီးဦးကြီးကအဲ့ဒီမိုးစိုးရဲ့ဆရာဆိုတဲ့လူလားဗျအေးဟုတ်တယ်သူ့ဆရာပဲသူ့ပမာလဲရင်ဦးကြီးကိုသူ့စီကိုခေါ်သွားပေးပါအောင်နော်ဟာဒါဆိုဦးကြီးသားကောင်စားမိပြီးတော့မသိဘူးပေါ့နော်သူ့သားသိအရန်ဝမ်းသာမှာပဲဗျသူကလေဦးကြီးသိပြီးတင်ပြီးတော်တော်စင်မကောင်းဖြစ်နေတာနေပါအောင်ကလေးတို့ရဲ့ကလေးတို့ကဘာတွေပြောနေကြရလဲသူပြောတာကဦးကြီးသားကောင်စားမိပြီးသိသွားပြီဆိုဟိုသူတော်ကြောက်လို့ထွက်ပြေးလာခဲ့တာလေဗျအော် तू ကအဲ့ဒါလိုပဲပြောသလားဖိုးထူးကကြောင်သွားတယ်အဲ့လိုမဟုတ်ဘူးလားဗျဒါနဲ့မို့ဆိုလေနောက်ကျောင်းပြန်ပြီးပြောပြတော့တယ်တရက်မှာတော့မို့ဆိုနေအောင်တော်ထဲမှာသားကောင်ရှာနေတော့ဆရာမို့ဆိုမိုးနိုင်ကသူတို့ရဲ့မို့ဆိုကိုမျိုးကျော်ကြီးတော့ဟာတပြေးနဲ့လာပြီနော်ဆရာနောက်မှာပဲနေမင်းကဒီတော့မကျွမ်းသေးဘူးအန်နီရဲ့တစုံတရာဖြစ်လာလိမ့်မယ်ကွမျိုးကျော်ရဲ့စိတ်ထဲမှာတော့ဆရာငါ့ကိုရမ်းတင်သေးတာပဲငါ့ကိုမြင်နေချိုးနေပြီသူ့လောက်မသိဘူးဆိုပြီးဆက်ဆံနေ
တကယ်တမ်းကျသူနဲ့ငါပညာချင်းကဘာမှကွာတာမဟုတ်ဘူးတကယ်တော့ဆရာဖြစ်သူမိုးနိုင်ကမျိုးကြော်ကိုတော်တဲ့တနေရာမှာတရားရနေအောင်တွေ့တော့စေကုပေးပြီးခေါ်ထားရကနေတပည့်ရင်တယောက်လိုဆက်ဆံပေးခဲ့တာပါအဲ့ဒီအချိန်မျိုးကြော်ကသူ့စိတ်ထဲမှာသူ့ဆရာမရှိရင်ကောင်းမယ်ဆိုတဲ့တွေးမျိုးဝင်လာတော့တယ်ဟုတ်တယ်ဆရာမရှိရင်ကောင်းမယ်ဒါဆိုသူ့ရဲ့ဆရာကြီးလုပ်တဲ့စကားတွေကိုနားထောင်စရာလည်းမလိုတော့နောက်တော့မျိုးကြော်ကရှေ့ကနေသွားနေတဲ့သူ့ဆရာကိုတောလိုက်တဲ့နဲ့ပြစ်လိုက်တော့တယ်ဆရာဖြစ်သူလည်းမြေကြီးဘော်ကိုဘုံခွင်းနဲ့လဲကျသွားတော့မှမျိုးကြော်လည်းအသိစိတ်ပြောင်းဝင်လာတယ်ဟာငါဆရာကိုဘာလုပ်လိုက်တာလဲဆရာကျွန်တော်ထားမတော့ပါနဲ့ဆရာရဲ့အိမ်နောက်တော့မျိုးကြော်လည်းသူ့စိတ်ကိုမနိုင်မီသွေးယူသွေးနဲ့ပြောနေရောတယ်ဟုတ်တယ်သိတာပဲကောင်းတယ်အခုတော့ငါအကြောင်းသိပြီမလားဟမ်မင်းမရှိရင်လေဒီလောကမှာငါ့ကိုဆရာလုံးမဲ့သူမရှိတော့ဘူးအဲ့လိုပြောပြီးဟာတိုက်ရှိလို့ကြောက်ကြောက်လန့်လန့်နဲ့တော်ရဲကနေထွက်ပြေးလာခဲ့တော့တယ်ဖိုးသူကအကြောင်းစုံကိုကြားလိုက်ရတော့အံ့ဩသွားတယ်သူကအဲ့လိုမျိုးကြီးလားဗျကျွန်တော်တို့ကဘသူပြောတာကိုရောမှလည်းတော့မသိတော့ဘူးဗျဒါနဲ့ဦးကြီးကတနက်နဲ့အပြစ်ခံရတာမသိဘူးလားဗျဦးကြီးကလူရောဟုတ်ရလားဗျတဲ့ရဲတော့မဟုတ်ပါဘူးနော်ဟာဒီကောင်တုတ်ဘွားတော့လှုပ်ချလိုက်ပြန်ပြီအဲ့ဒီရဲ့ချင်းမုတ်ဆူးမိုးနိုင်ကဦးကြီးကသူ့ရဲ့ဇယိုင်းလက္ခဏာကဘလို့လူမဲသေးချာမသိသေးတာဆိုတော့အမြဲတတိဝရိယနဲ့ជីကဝိဆုံဝင်သွားခဲ့တာပါအဲ့ဒါကြောင့်လေဒီနေ့အသက်ရှင်လာခဲ့တာပေါ့ဒါဆိုဦးကြီးကဘာသွေးတွေကရောဒီသွေးတွေကဦးကြီးတို့တော်ထဲမှာစားဖို့အတွက်ယူလာတဲ့ဝက်သွေးတွေပေးသွားခဲ့တာဒါနဲ့သူတို့လိုလုပ်ခဲ့တာကိုဦးကြီးကိုတားကောင်တက်လို့တည်တယ်ဆိုပြီးပြောတယ်ပေါ့ကြောက်စရာကောင်းလိုက်တာဗျာဆရာလိုလူကိုတော့ပြန်သက်ဝင်နေသူရှိသေးရနာဗျလောကကြီးမှာဒီတက်ကြောက်စရာကောင်းတဲ့လူတွေအများကြီးရှိသေးတယ်ကလေးတို့ရဲ့အဲ့ဒီရဲ့ချင်းကောင်းကင်တစ်ခွင်လုံးအုံမိုင်းလာပြီးမိုးတွေရွာချလာတော့တယ်ဟာမိုးကမပြောမစုံနဲ့ရွာချတာပါလားဟာဘာပဲဖြစ်ဖြစ်ဒီနေ့တော့မိုးရေကျူပြီးပြန်ကြတာပေါ့ကွာအဲ့ဒီရဲ့ချင်းလျက်စီးတစ်ချက်လှမ်းလိုက်ပြီးမိုးချင်းတန်ချင်းနေတူမိုးကျူပြစ်ချတဲ့အကျဲကြီးကိုကြားလိုက်ရတယ်မြို့ဝိုင်းမှာလည်းအလင်းအမြန်နားကိုအုပ်ထားလိုက်တယ်အမလိမြတ်စွာဘုရားကျင်လိုက်တာတော့ကြောက်စရာကြီးအေးဟာဟုတ်ပါမိုးကျူပြစ်တန်ကြီးအကျဲကြီးတွေဟာငါတို့နာမှာပြက်သွားသလိုပဲအဲ့ဒီရဲ့ချင်းငတက်ပြားကရွာလေးကနေမိုးရေအောင်မှပြေးလာပြီးဖိုးထုနဲ့မေကိုတလန်လုံးအော်ခေါ်လာတော့တယ်ဖိုးထုရေဖိုးထုလေးသူ့နာမည်ခေါ်တဲ့ကြားလိုက်တော့ဟာဘာလို့ငါနာမည်ယူအော်ခေါ်လာလဲမသိဘူးဟာငတက်ပြားလေးသူတို့နာကိုရောက်လာတယ်ခုနကမိုးကျပြစ်တာလေမင်းတို့ရွာလူကြီးစီကိုလာပို့ထားတဲ့မုတ်ဆိုးကြီးတည်ပြီဖိုးထုလေးကြားရတဲ့သူ့နာကိုမယုံဘလို့သူ့ဘုံမိုးကျပြစ်ကြတာကွာအခုတည်ပြီဖိုးထုတို့အားလုံးနဲ့အတူမုတ်ဆိုးမိုးနိုင်မှာအံ့ဩသွားကြတယ်ဘာရဲ့တည်ပြီဟုတ်လားဟုတ်လို့လားဗျကိုကြီးငတ်တဲ့ဗျာဖះသူများတွေပြောတာကြားမှုပဲမြင်အခုမှပဲကိုယ်တိုင်လက်တွေကြားမှုတော့လေမိုးကျပြစ်ခင်ရပြီးတည်တယ်တဲ့လားတကယ်လက်တွေ့မှာလေဒါမျိုးတွေလည်းရှိတာပါလားဟုတ်တယ်တည်ပြီရှေ့မှာနေမိုးကျပြစ်ကြသွားတာငါတပည့်နတ်ကျော်ဆိုလက်ပြီးတော့အခုသတိမိနေတယ်အဲ့ဒါရွာလူကြီးကမင်းကိုခေါ်ခိုင်းလိုက်လို့ပြေးလာခေါ်တာပဲအဲ့ဒါနဲ့ဖိုးတူလေးမော်စိုးမိုးနိုင်ဘက်ကိုလှည့်လိုက်တယ်ကဲမော်စိုးကြီးဦးကြီးလည်းကြားရနော်ကျွန်တော်အခုချက်ချင်းရွာလူကြီးအိမ်ကိုအမြန်လိုက်သွားမှနေတူတယ်ဗျဟုတ်တယ်လိုက်သွားကြရအောင်ဦးကြီးကတော့သူ့ပေါ်မှာဘလို့မှပွေးမြူပေမဲ့လောကကြီးကတော့သူ့ပေါ်ဝင်ယူလိုက်ပြီနီမကဲမျိုးကျော်ကြီးမိဒီဘွားတော့ဒီလိုနဲ့ပဲသွားအောင်မို့ကွာငါမင်းကိုခွတ်လုပ်ပါတယ်ကွာဒီလိုနဲ့မိုးဆူးမိုးနိုင်လေဖိုးတူတို့နဲ့အတူရွာလူကြီးအိမ်ကိုလိုက်သွားတော့တယ်